ကိုနေ့ကြကောင်မလေးကတေပိတာလူဖြစ်နေတဲ့အဖြစ်ဘယ်သူမှမမြင်နိုင်တဲ့အခါဒါမဲ့ကိုရိုနာခဏတော့ပတ်သက်ပြီးတဲ့အခါမှာတော့ကိုရိုနာအမြင်တရားသူတွေကိုပါသိစေနိုင်တဲ့အထိဖြစ်လာပါတော့တယ်ကိုချီမီဆိုတဲ့အမျိုးသားကာဆာမီမျက်လုံးနာနာကိုကြည့်လိုက်တဲ့အချိန်မျက်လုံးကတစ်လုံးနဲ့တစ်လုံးမတူတော့တတိထားမိသွားပါတယ်ကာဆာမီပြောတော့အဲ့တလုံးကမမြင်သေးတဲ့အရာတွေမြင်နိုင်တာမလို့အုတ်ထားတာဆိုပြီးပေါ့အဲ့တော့လွန်ခဲ့တဲ့26နှစ်ကလူသိမှုအကြောင်းပြပြပါတယ်ကောင်မလေးတယောက်ကအဲ့တော့စာရန်တော့ခဲ့ပြီးလူချစ်လူခင်များခဲ့ပေမဲ့တရေချသိသွားခဲ့တာပေါ့ဒါမဲ့ကျောင်းလူတွေကတယောက်ကသူ့မြင်နေဆိုပြီးပြောလိုက်ရင်တခြားကျောင်းသူတွေကလည်းအကြောင်းသူကမသိသေးဘူးဆိုတော့ပြောလာကဟန်ဆောင်နေခဲ့ကြပါတယ်ဒါမဲ့ကျောင်းပြီးတဲ့နေ့တပ်ပွင့်ချင်းမှာတော့တွေ့သွားတဲ့ကောင်မလေးကပုံထဲမှာပါလာခဲ့တာပေါ့တခြားအကြောင်းရတော့မင်းချိန်နဲ့တိလာလည်းမပြောပြီးဆက်ပြောပြီးထွက်သွားခဲ့ပါတယ်ကိုချီမီလည်းအိမ်ရောက်တော့သူ့အန်တီကိုမေးခဲ့ပေမဲ့ကောလာဟာလာပါဆိုပြီးဝိလက်ကျောင်းမလုတ်ကရှောင်သွားခဲ့တာပေါ့ကျောင်းရောက်တဲ့အချိန်မှာတော့အထက်တန်းကျောင်းဘယ်မှာတမလဲဆင်းနေကြတာပါနောက်ဆင်းနေပြီးပြန်တဲ့အချိန်မှာတော့ကိုချီမီကကောင်မလေးတယောက်ကိုနောက်26နှစ်ကအကြောင်းမေးခဲ့ပါတယ်သူတို့ကလည်းမသိချင်တယ်ပဲပြောပြီးထားခဲ့ပြန်တာပေါ့နောက်ကျောင်းတက်နေချင်းကိုချီမီကကာဆာမီမြင်ပြီးအပေါ်တက်ခဲ့ပေမဲ့မတွေ့တော့ပါဘူးငွေချင်းတွေကလည်းမတွေ့နေရတာတကယ်မရှိဘူးတမ်ပဒန်နဲ့ဆိုပြောပါတယ်သူတို့တော့နားမလည်ခဲ့ဘူးပေါ့ဆမ်ဝဲဖြစ်ပြီးတဲ့အချိန်မှာတော့ကာဆာမီနဲ့စကားပြောနေရင်ကိုချီမီကမင်းဘာလို့သူတို့ကမမြင်နိုင်တယ်လို့ဖြစ်နေရလဲမေးတော့ကာဆာမီကငါတကယ်မှမရှိတာလို့ပြောလိုက်တဲ့အချိန်ကျောင်းသူတယောက်ကကာဆာမီမြင်ပြီးလမ်းပြေးပါတယ်မယူရတဲ့ထီကအရင်ကျသွားပြီးကိုရိုင်းနဲ့ပြကြတော့ကထီကလေပင်ကိုစိုက်ကတေးသွားရင်ဇလန်လေးလည်းပြီးဆုံးသွားပါတော့တယ်